ဟုတ်ကဲ့ကျွန်တော်ကတော့ဒေါက်တာကွန်ဂျာမြတ်ဖြစ်ပါတယ်ဒီမြစ်တာရေးစပရိုက်တာဖွဲ့ရပါတော့ကြီးချက်သူပေါ့နော်သူကတော့တရုတ်ဆောင်လင်းမြတ်နေသူကဒီကျွန်တော်တို့လူငယ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်ဟုတ်ဒီလန်ကီတစ်လျှောက်ကြုံခဲ့ရတဲ့ထူးထူးဆန်းဆန်းဖြစ်ရလေးတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒါလင်းမြတ်နေလို့ဆိုလို့ရှိရင်လည်းကိုတွေ့ပဲပေါ့နော်အဲ့အကြောင်းလေးတွေကျွန်တော်တို့မီဒီယာတစ်ဆင့်မျှဝေပေးကြပါတကယ်ကိုတွေ့ဖြစ်ရကြုံရတယ်ဆိုတော့လေအဲ့လိုမျိုးတကယ်ကိုအခုပြန်တွေးလိုက်တာရင်ထဲမှာကိုတထိတ်ထိတ်ကိုဖြစ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ချက်သိန်းနေထပြီးကြောက်နေတော့မယ်ပေါ့နော်အဲ့ဖြစ်ပျက်လေးတွေကိုနည်းနည်းနေရာစပြီးတော့ပြောပြပေးပါအောင်ကျွန်တော်တို့ကပေါ့နော်ဒီအင်းလေးဆိုပြီးတော့နေလာတရက်နေ့ကိုကျွန်တော်ကဒီဘိုးတုံးထားရဲ30ရက်နေ့ညမှာကျွန်တော်တို့စပြီးခင်းစင်စပြတာပေါ့နော်ဟုတ်တယ်ဒီထားတယ်ဆက်တဲ့အချိန်မှာ33မိုင်မှာကျွန်တော်တို့မခီးမိုင်ဒီရဲ့ခါကျကျွန်တော်တို့ကဒီတွိုင်းလက်ပေါ့နော်တွိုင်းလက်သွားလိုက်တဲ့ချိန်ကစပြီးဖြစ်တာပေါ့အဲ့မှာဒီကျွန်တော်တို့ထဲရတော့လေးလေးတယောက်ကိုပေါ့နော်အဲ့လိုမျိုးစပြီးတော့ထုတ်တတ်တာပေါ့ကျွန်တော်ကလည်းပထမတော့ဒီပုံမှန်တိုင်းပေါ့နော်ဆိုတော့ဖြစ်ချင်တော့မှရဲ့ဒီကားသမားဆရာကြီးကလည်းကျွန်တော်တို့ပြောတယ်ပေါ့နော်33မိုင်လို့ပါလို့ဆိုတာတော့လေဒီကားသမားတွေအကြောက်ဆုံးနေတာပေါ့နော်တော်တော်တော့ကားမရကြောက်လို့ပြောတယ်ပြီးတော့ကားပြစ်လို့ရှိရင်လည်းတော်နဲ့အဲ့လိုပေါ့ရှင်းအဲ့လိုမရဘူးပေါ့နော်ဒီပြောကြတာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ကလည်းဟိုတော့လူငယ်လည်းဖြစ်တယ်မှာရဲ့တိတ်ပြီးတော့ယုံကြည်ရလဲကျွန်တော်တို့ကတိတ်မရှိဘူးเนาะယုံကြည်မရှိဘူးတော့ဒါကိုယ့်ရဲ့အတူစင်ကြီးကိုကျွန်တော်ဆက်သွားပြီးကျွန်တော်သွားတဲ့အချိန်မှာတဖြည်းဖြည်းနဲ့ပို့ဆိုးလာတယ်ဆိုးလာတယ်အဲ့လိုမျိုးပေါ့ဒါလည်းကျွန်တော်ကလည်းဟိုဒီအကိုတို့ပေါ့တန်းပြီးတော့ကျွန်တော်ငန်းပေးတာပေါ့เนาะဒီကျွန်တော်တက်ပို့ပြီးတော့လည်းဘာသာရေးလည်းရှိတယ်ပြီးတော့တွေ့ကြုံလည်းရှိတယ်တော့ကျွန်တော်ပေးတယ်ဒီရဲ့ခါကျတော့ဒီကိုရလဲပေါ့เนาะဒီကိုဒါဟိုညလည်းလို့ကျွန်တော်ပေါ့เนาะအများလည်းလို့ကျွန်တော်လုပ်ပြီးလိုက်ဆိုပြီးတော့အဲ့လိုပြောတဲ့ခါကျကျွန်တော်အများလည်းလုပ်ပြီးရခင်ဗျာအဲ့ဒီအချိန်မှာပေါ့နော်ခဏငြိမ်သွားတယ်ပေါ့ပြီးလည်းပြီးတော့ထပ်ဆိုးလာတာပေါ့နော်ထပ်ဆိုးလာတဲ့အချိန်မှာကျွန်တော်ကမရတော့ဘူးပေါ့နော်မရတော့ဆိုတော့လူငယ်လည်းဖြစ်တဲ့အတွက်ပြီးတော့ပါလာတဲ့လူတွေကလည်းအကုန်လုံးလည်းနေမေးလည်းများတာပေါ့နော်ပုံမရဲ့ဟိုပါပေါ့နော်သူကနေပြီးတော့ဆက်စကျ33မိုင်မရောက်ခင်ကျွန်တော်တို့က priority လုပ်တဲ့နေရာကျွန်တော်ကအိမ်မက်မကောင်းအိမ်မက်မကောင်းတာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အိမ်မက်ထဲမှာဒီအင်းလေးသွားဖို့အတွက်လမ်းခီးမှာမကောင်းဆိုးဝါးတွေကကားကိုဝိုင်းဆွဲကြတယ်လှေကိုဝိုင်းပြီးတော့အောက်ကနေတွန်းပြီးတော့မှောက်ကြတယ်ဆိုကျွန်တော်အိမ်မက်မှတ်တယ်မတ်တော့ကျွန်တော်လင်းမြတ်တွေကိုချက်ချင်းဖုန်းဆက်တယ်ပေါ့နော်ညီလေးလို့ဒီခရီးသွားမယ်ဆိုလို့ရှိရင်တော့မင်းခြေလေးချောင်းလုံးဝမစားနဲ့တော့ပြီးလို့ရှိရင်အရက်တွေစားလုံးဝမတောက်စားနဲ့အကောင်လုံးရှောင်လိုက်တော့မင်းတို့တစ်ဖွဲ့လုံးအလူကန်တဲ့တစ်ဖွဲ့လုံးအကောင်ရှောင်လိုက်တော့အကိုအိမ်မက်လုံးဝမကောင်းဘူးဒီခရီးလမ်းစီကငါတို့အတွက်မကောင်းတဲ့နမိတ်ကိုပြနေတယ်ဒါပေမဲ့ငါတို့က priority လုပ်တဲ့အတွက်ကြောင့်ဒီလိုကြုံကောင်းကြုံရနိုင်တယ်ဆိုပေမဲ့လေဒါပေမဲ့ဒီ priority အလူကြောင့်အောင်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးပြောတော့ तू ကနေပြီးတော့ကိုကြီးတဲ့နားထောင်မဲတဲ့ကျွန်တော်စကားနားထောင်မဲ तू အဲ့ဒီကဆက်ပြီးအဖွဲထဲမှာ तू စီကတ်နေထုတ်တယ်အမဲရောင်မဝေးရခြေလေးချောင်းမစားရအမဲသားပေါ့နော်အဓိကအမဲသားတွေပဲမစားခိုင်းဘူးပေါ့နော်ပြီးလို့ရှိရင် तू BI အရက်ဒီဇိုင်းမတောက်စားရဆိုပြီးတော့မိတ်ထုတ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်စီကတ်ထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ထုတ်ထားတော့ကိုကလည်း तू က33မိုင်ရလေကျွန်တော်ရှိကိုဖုန်းဆက်တဲ့အခါမှာကိုကြီးတဲ့ကျွန်တော်တို့ကားပေါ်မှာတော့ပါလာပြီးတဲ့ဟာငါအိမ်မက်ထဲကအတိုင်းပဲလို့အခုပြောရတော့ချက်သိမ်းထားအိမ်မက်ထဲကအတိုင်းပဲပေါ့နော်ဘလို့ဖြစ်တာလဲဆိုတော့ကားပေါ်မှာပါလာတဲ့အသက်ငယ်ဆုံးပေါ့နော်ပရာဟိတလုပ်တဲ့ကောင်လေး तू ကကြောက်တခါမှခရီးမထွက်ဘူးခရီးမထွက်တော့သူ့အိမ်ကလည်းဒီပရာဟိတအဖွဲ့နဲ့သူ့သားလေးကုသိုလ်ရအောင်ယုံကြည်စိတ်ချပြီးတော့ထည့်လိုက်တာသူ့အမေတွေအဖေတွေကလည်းလုံးဝဟိုလိုမျိုးပေါ့နော်ပြောရလို့ရှိရင်ကောက်ကောက်မုံမုံမွေးထားတဲ့ကလေးပေါ့နော်အဲ့လိုမျိုးလေးကလေခရီးလဲရောက်ကော तू ကနေပြီးတော့33မိုင်မှာစပြောလိုက်တယ်တဲ့ပြောတဲ့လူပေါ့နော်ပြောဘာလို့ပြောလိုက်လဲဆိုတော့ဘာကြည့်နေရလဲတဲ့လိုက်ခဲ့လေလို့ပြောလိုက်တယ်အဲ့ကောင်လေးကအဲ့လိုပြောလိုက်တဲ့အခါမှာလင်းမြတ်နေတော့ကလည်းဘ누구ကိုပြောရလဲဆိုပြီးတော့မေးလိုက်တော့ဘယ်သူမှမဟုတ်ပါဘူးဆိုအဲ့ချိန်မှာ तू က33မိုင်နေက तू ကအဲ့တရေကိုသွားခေါ်လိုက်မိတာဖြစ်တာပရလောကတွေပေါ့နော်မနေရတဲ့ပရလောကတွေကိုဖြစ်တော့အဲ့ချိန်မှာ33မိုင်နေကစပြီးအဲ့ကလေးကသူများတွေကိုလိုက်ပြီးတော့နှောက်ရှက်လိုက်မင်းတို့တွေဘယ်လိုပြောမလဲအလဲကြပြီလားဟမ်3ယောက်ထဲမှာ3ယောက်ထဲမှာ1ယောက်တော့နေခဲ့ရမယ်လို့2ယောက်တော့နေခဲ့ရမယ်လို့နော်ဟုတ်ပြီးတော့ဒီကားကြီးကဆက်သွားလို့မရတော့ဘူးပြောတာရှိရကြံခဲ့ရမယ်လို့အကုန်လုံးဘာဖြစ်ရမယ်လို့အကုန်ရှောက်ပြောတာပေါ့ရှောက်ပြောသလိုပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဆရာဝန်ဖြစ်တယ်ဆိုတော့စိတ်ချမ်းသာရေးများ तू အဲ့လိုဖြစ်သလားပေါ့နော်ကျွန်တော်ကတော့စမ်းသက်စစ်ဆေးခိုင်းတာပေါ့နော်မဟုတ်ဘူးကိုကြီးတဲ့ तू ကတဲ့အဲ့လိုမျိုးပရိတ်ရည်တွေဘာရည်နဲ့ဖျားစာတွေပါရွတ်လိုက်လို့ရှိရင်ငြိမ်ကြသွားတယ်တဲ့စိတ်ချမ်းသာရေးမကောင်းတဲ့လူဆိုရင်တော့အများအားပဲអော်နေမှာပေါ့လေဒါပေမဲ့ပြန်ပြီးတော့ထဖြစ်လာရနေသူတို့တွေကိုလည်းအဲ့ကောင်လေးကိုပေါ့နော်အမြန်လန်းကနေပို့မလားဆိုတော့အဲ့ကောင်လေးကပို့လိုက်ပြန်ရင်လေ तू ကအမဘယ်လိုသဘောလဲဆိုတော့တရေပရလောကသားရဲ့သဘောကကြတော့ဒီခနာကိုမရှိလို့ရှိရင်တခြားခနာကိုဝင်မဲ့ပုံစံမျိုးရှိတယ်ဒီကောင်လေးကိုပြန်ပို့လေနောက်တစ်ယောက်ကိုသူတို့ကဆက်ပြီးတော့လိုက်မှာပဲအဲ့လိုမျိုးဆိုဟာဆရာဘန်းကြီးတို့ကဒီဘာသာရေးတွေအရန်လုပ်တယ်ပရိလေသားစိတ်တော့ဆရာဘန်းကြီးကိုဖုန်းဆက်တော့ဆရာဘန်းကြီးကသူတဲ့ညင်တယ်ပေါ့နော်လိုက်လာကြပြီတဲ့
ပထမခေါ်လိုက်တဲ့ပရလောကကနေတစ်စစ်တယောက်ပြီးတယောက်ကားပေါ်အကုန် ဖြည်းဖြည်းနဲ့မှရေကျွန်တော်တို့ပေါ့ခရီးထွက်လို့ရှိရင်လူစုတွေလို့ပေါ့ လူစုတွေ ဖြည်းဖြည်းနဲ့လူကပြည့်သွားတာလူပြည့်သွားတယ်အခုကောင်းသွားတာကြောင့်ကျွန်တော်တို့တွေကဟိုပေါ့ဟိုဆင်ပြေသွားတာပါဆင်ပြေသွားတယ်ကျွန်တော်ကောင်းတာတလို့တာမှကောင်းတာတလို့လည်းတော့ကောင်းတဲ့ပွဲနဲ့မကောင်းတဲ့ပွဲနဲ့ကြိုင်နေတယ်ကျွန်တော်ကောင်းတဲ့လူကနိုင်ရသွားတယ်ပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်တို့ကတကယ်လို့ပေါ့ဒီမကောင်းတာလုပ်မယ်လို့ရှိရင်တော့ဒါကြီးကတော့လူတွေတော့မတွေးရကြပါတော့တခုကောင်းသွားတာကကျွန်တော်တို့ခြေလေးချောင်းလုံးဝမစားပါဘူးအမရေတကယ်လို့ခြေလေးချောင်းလာစားမယ်လို့ရှိရင်တော့ကျွန်တော်တို့ဒါတခုထပ်ဖြစ်မယ် ကားအက်ဆီဒန့်တွေပါဖြစ်ကိုဖြစ်မှာ အိမ်ဘက်ကလည်းကျွန်တော်တို့ကမထပ်ခင်ပါလေအဲ့လိုမျိုးမှတ်ထားတာပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့ကနေပြီးတော့အဲ့လိုမျိုးပေါ့ကျွန်တော်တို့လုပ်ဆရာရှိတာလေး သိန်းထားမပြောင်းသေး ဘူးဒါမစားဘူးအမဲမဝေးဘူးပေါ့နော်ဒါကျွန်တော်တို့ကတူဖို့သွားတာလေတူဖို့သွားတယ်သူတို့လည်းကျွန်တော်တို့ကအနောက်ဆက်ပေးတာပေါ့သူတို့လည်းကျွန်တော်တို့အနောက်ဆက်ပေးလို့မရဘူးညာဒါတော့ပေါ့ဒီခဏပြောတဲ့လူတွေပေါ့ဒီကျွန်တော်တို့လူငယ်တစ်ပါးဝါဆိုရင်တော့ပုံမှန်ရဆိုကျွန်တော်မယုံဘူးပေါ့နော်ဘုံတော့ကျွန်တော်တို့ကိုယ်ရတယ်ပုံနေတယ်ပေါ့ဒါပေမဲ့ဒီကလေးကအဲ့လိုငယ်လေးပေါ့အဲ့လိုကပြောလိုက် တူဆန်းဆန်းနေဖြစ်လာ ဖြစ်သွားတာပေါ့ဟုတ် နောက်တစ်ခုကအဲ့ကလေးအပြင်ကိုသူတို့ကားပေါ်မှာပါလာတဲ့ကောင်မလေးနဲ့ကောင်လေးပေါ့နော်ကောင်မလေးနဲ့ကောင်လေးနှစ်ယောက်ကဘာမြင်လဲဆိုတော့မိန်းမတစ်ယောက်ကမှတ်တိုင်မှာ ရှားရှင် ရှာအရှိကြီးသူတို့ထုတ်ပြလာရက်ပြီးတော့ တရောင်းရှိတယ် ရှာအဲ့လိုမျိုးဗဇက်ကြီးဟာပြီးတော့ရှာကြီးတော့တကယ်ကြီးလားဆိုတကယ်ကြီးရဲ့ဆရာရဲ့မလိမ်ပါဘူးတဲ့တကယ်ကြီးပါတဲ့သမီးတို့နှစ်ယောက်စလုံးကိုတွေ့တာတစ်ယောက်တည်းတွေ့ရင်တော့မှဒါကလိန်တယ်ပေါ့နော်နှစ်ယောက်လုံးတစ်ပြိုင်တည်းတွေ့တာရှာအောင်မှသူတို့အခောက်လိုက်ကြီးကိုအဲ့လိုကြီးထုတ်ပြလာတယ်သူတို့33မိုင်လေးစပြီးတော့အကုန်ပါလာတာပေါ့နော်အဲ့ဒါဟုတ် ကျွန်တော်လည်းဟိုပြောတယ်နော်မြင်တယ်ဆိုတာဒါလည်းဟိုလမ်းမာလေးရအောင်ဒီအောက်ဘက်ကိုဆင်းသွားတာပေါ့ယောက်ျားကြီးတယောက်ပဲသူကမျက်နှာမပြဘူးနော်အင်းဖြူနဲ့အဆိုးနဲ့ဟိုအောက်ကိုဆင်းသွားပြီးတော့အမွေးနဲ့ကြီးကျွန်တော်ရတယ်ခင်ဗျအမွေးနဲ့ရတယ်ပြီးတော့ဒီကျွန်တော်တို့တခြားပေါ့ဒီပုတ်ဆော်နဲ့ ပုတ်စော်နန်းနာတွေပေါ့နော် တော့ဆောက်ရတာပေါ့အငွေတော့ဆရာတို့ရောက်ပါဆရာတို့ကဝိုင်းပြီးတော့ ဖုံဖုံနဲ့ထုတ်သေးတယ် ကလောမှာ ကလောမှာဖုံးကြီးနဲ့ထုတ် ပထမတော့ကျွန်တော်အေးလေးလူပြီးတော့ကလောမှာတရက်ပေါ့အဲ့လိုမျိုးညအိမ်နဲ့တော့ခရီးရန်ပန်းတော့မှညဘက်ပြန်မစင်းကျင်တော့ပေါ့နော်အဲ့လိုလေးလည်းညမှာဖြစ်ခဲ့တဲ့ခါကျတော့ကျွန်တော်မနေ့ကမှပေါ့အေးလေးစင်းတယ်ပြီးတော့အဲ့လိုမျိုးလုပ်ထားတာပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့မှအဲ့လိုမျိုးဒီကလောကျွန်တော်တို့ဟိုတယ်မရောက်ခင်ပါနဲ့ကလေးကိုထပ်ပြီးတော့အဲ့လိုမျိုးဒုက္ခထပ်ပေးတာပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့တရေရည်လေးလည်းပါတယ်မှရဲ့ဖုန်းအဲ့လိုပေါ့ လက်ပတ်ကျိုးတွေ ပါတော့ကလေးကိုကျွန်တော်တို့ကတေချာလေးလုပ်ပြီးတော့ ဖျားစာတွေပေါ့နော် တိတိလေးပြန်ဖို့တော့အဲ့လိုမျိုးကျွန်တော်တို့ဘက်ကနေကောင်းထိန်းနိုင်ခဲ့တာပေါ့ထိန်းနိုင်ခဲ့ပြီးတော့ဖုန်းကြီးကြောင်းမှာကျွန်တော်တို့ဦးစင်းကိုရှောက်ပြီးတော့မှဒီလိုဖြစ်တဲ့ဆိုတဲ့အကြောင်းလေးပြတာပြတဲ့ကျွန်တော်ဦးစင်းကလည်းခပန်းကျိုးတွေပါနေတယ်ခြေပေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီနောက်တစ်ခုထူးဆန်းလာကြတော့ဗာလဲဆိုတော့ခုပြီးခုမှတိုက်ဆိုင်နေအဲ့လိုဟိုတယ်ကျွန်တော်တို့ငားတဲ့အချိန်မှာလည်းဟိုတယ်ကလုံးဝရှာမတွေ့ဘူးမတွေ့တဲ့အချိန်မှာနောက်ဆုံးအဲ့ဟိုတယ်တစ်ခုကိုတွေ့တယ်ဟိုတယ်ကတော့အိမ်လုံးစံမျိုးလို့ထားအိမ်လုံးစံမျိုးလို့လည်းလုပ်ထားတော့သူကသိုးတာဝန်ထမ်းလည်းမရှိဘူးအဲ့ဟိုတယ်မှာ တရားမှလည်းမရှိ ဘူးတဲ့လူလည်းကြောက်မှာ တရားလည်းမရှိ တရားမှကျွန်တော်တွေ့ရလူတွေဘယ်ရောက်မှမသိဘူးအဲ့လိုဖြစ်နေပြီးရင်ညဘက်ကျတော့ကိုဆိုတာတပင်းနယ်ပုံလေးပဲအထက်မှာချိန်တာတပင်းနယ်ပုံလေးကကျွန်တော်တို့ကြည့်နေတယ်အဲ့မှာကျွန်တော်အိုင်းသမားနဲ့တစ်ချိန်တော့ကျွန်တော်ဖွင့်ပြီးချင်းဆက်နေအဲ့ဒီဆက်နေချိန်မှာအဲ့ဒီချင်းကိုမိမတယောက်လိုက်ဆို အဲ့ဟိုတယ်တဲ့ဒီကိုသူတို့ကပါလာတာ ဟိုတယ်ထဲမှာ ဟိုတယ်တဲ့ဒီကို ဂရင်းဘောက်ကနေပြီးတော့အဲ့လိုလက်ကြီးလာခောက်တယ်ကျွန်တော်လည်းအဖွဲတွေကကောင်းလေးတွေအဲ့လိုကြားလာပေါ့ပြီးပြီးတော့ခလေးတကားတွေကကျွန်တော်တော့ခတ်ပြီးသိခဲ့တယ်ကျွန်တော်ခလေးတော့စားမယ်လို့ပြန်လဲပြန်လာတော့အဲ့တကားတွေပုံကုလာကျွန်တော်တကားတစ်ခုပဲတော့ခတ်ထားတာဒါအမှန်တကားတော့ကိုဆိုးတာမနေ့ပိုင်းကျွန်တော်ပြန်မယ်လို့လဲလို့အဲ့ဒီမှတ်ပုံတွေကျွန်တော်ကပေါ့ဒီဟိုတယ်မှာတဲတာဒီပိုင်ရှင်ကတော့အသက်ကြီးကြီးဆိုတော့သူကအိတ်နေပေါ့နော်အိတ်နေဆိုကျွန်တော်တို့မှတ်ပုံတွေပြန်ပြီးမနေ့9နာရီပြန်ဆင်းမှာဆိုကျွန်တော်မှတ်ပုံတွေပြန်သွားပြီးတော့မှတ်ပုံတွေကကြိုလာပြီးအဲ့မှာကျွန်တော်လက်လေးသွားတာဘာဒီတော့ဟာဆိုကြမှာရုပ်ရှင်ကားတကားလို့ကျွန်တော်တို့လည်းလုပ်ဖြစ်နေတာ ဘယ်လိုပြောရမလဲထူးထူးဆန်းဆန်းကြီးတွေကြုံလာ ဖြစ်နေတာ ကျွန်တော်လည်းဒါအသက်40ရှိပြီအမရယ်ပြီးတော့ဒီဆရာဝန်တယောက်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်စိတ်ကြမ်းမာရေးဘက်ကိုပဲပိုဦးစားပေးတာပေါ့နော်ကလေးတွေကိုချောင်းပြတာတရက်တစ်စီတော့မဟုတ်ဘူးဒါစိတ်ကြမ်းမာရေးဖြစ်လောက်တယ်ပေါ့နော်အဲ့ဒါနဲ့တကယ်တမ်းကျတော့စိတ်ကြမ်းမာရေးမဟုတ်ဘဲနဲ့တကယ်ကျွန်တော်တို့သိပ္ပံပညာလိုက်လို့မမီတဲ့တကယ်ပရလောကသားတွေတရက်တစ်စီတွေကတကယ်ရှိရဲဆိုတာအဲ့ခါကျမှရဝါးတွေကျွန်တော်လက်ခံတော့တာပေါ့နော်အဲကျွန်တော်ကိုယ်တိုင်လည်းမယုံဘူးမယုံတဲ့အထဲပါတယ်ဒါပေမဲ့သူတို့ရဲ့ဖြစ်ရတာတွေကျွန်တော်တို့အင်းလေးမှာဆိုလဲလှေကိုလေလှေကိုအောက်ကနေဆွဲမောက်တယ်လို့တွေလောက်တာအကုန်ပါလာတာအမတေပေါ်ကြီးတွေရောအကုန်ပါလာတာဒါပေမဲ့ကျွန်တော်တို့တခုမသေးဘဲနဲ့ကန်ကောင်းသွားတဲ့ချက်ကကျွန်တော်တို့ခြေလေးချောင်းရှောင်လိုက်တယ်အရက်သေးစာမတောက်စားဘူးပြီးလို့ကျွန်တော်အမဲမဝစ်ဘူးအဲ့သုံးချက်ကပရလောကသားတွေကကျွန်တော်တို့မနိုင်တဲ့အချက်ပေါ့အဲ့တော့ဒီမီဒီယာတစ်စင်အားလုံးကိုလည်းပေါ့နော်အဲ့လိုမျိုးကြုံလာရတယ်ဆိုလို့ကျွန်တော်တို့ဖြစ်ရလို့ကြုံလာရရင်အဓိကပရိုက်တာလုပ်မယ်ဆိုခြေလေးချောင်းမစားနဲ့အရက်သေးစာမူရည်သေးစေးဝါမသုံးဆွဲနဲ့ပင်အမဲအောင်မဝင့်နဲ့ပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်တကယ်ကိုလက်စစ်ကမ်းပြီးတော့မှာချချင်ပါတယ်အပြီးတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီအင်းလေးဒေတာပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားပြီလို့ဒါကျွန်တော်တို့ကဟိုပါပေါ့နော်လုပ်ငန်း
တောင်းဝင်တာပြီးဆုံးပြီပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ပြန်တိုင်မိလိုက်တာတော့ကျွန်တော်တို့ရမဲသိန်းရဲ့ပြင်မနာရေကိုကျွန်တော်တို့ဆက်လက်ပြီးတော့လှူဒန်းမှုလေးလုပ်အောင်မှာဖြစ်ပါတယ်အဲ့ခါကျရင်တော့ကျွန်တော်တို့ကလည်းအခုကြုံခဲ့ရတဲ့ကားကိုပဲပြန်နှားပြီးတော့ကျွန်တော်တို့သွားကြည့်အောင်မှာဖြစ်ပါတယ်သွားကြည့်လို့ရှိရင်ဒီကကျွန်တော်ကျွန်တော်အပြန်လေး262မိုင်ပါ262မိုင်မှာမားရဲ့အတစ်ဆိုင်နေချိန်မှာကျွန်တော်ကြားရပါတော့ဒါကျွန်တော်ကဟိုတကယ်ဖြစ်ရမှာကျွန်တော်ကြောက်သွားတာဗျာကျွန်တော် expand နဲ့ရင်းသွားတော့မကြောက်တဲ့လူတော့ကြောက်တယ်ကျွန်တော်တကယ်မကြောက်ဘူးကျွန်တော်အကုန်လုံးအခွက်တွေကလူတွေကိုကျွန်တော်ထိန်းတယ်ဒီမလေးတို့ညီလေးတို့ဘာမှမဖြစ်ဘူးเนาะโอเคဒီကလေးလေးတွေကျွန်တော်တနိုင်လာတော့เนาะကျွန်တော်မအိပ်ဘူးမအိပ်ဘဲနဲ့အမရေဘိုးလေးမှာကျွန်တော်လုံးဝမအိပ်ဘူးကျွန်တော်တို့ခွက်လည်းလုံးဝမအိပ်ဘူးအိပ်ဘဲနဲ့ကျွန်တော်ခိုင်းဒီကစောက်ရှောက်တယ်ကလေးကိုစားရရှိတာကျွန်တော်ကြွေးတယ်ပြီးလို့ရှိရင်တေချာသူ့ကိုတိတ်တယ်ပေါ့เนาะအခုဖြစ်တော့မှလည်းကြောက်တော့အားနဲ့262မိုင်မှာဗျာဖုံးပြောတဲ့တိုင်ကကျွန်တော်တကယ်ကြောက်စရာကြီးเนาะဟိုဘယ်လိုလဲဆိုတော့ဗျာခုချိန်ကြီးအားလည်းမထွက်သေးဘူးယောက်ျားပဲဟိုညနေကျရင်ပဲချိန်ပြလာမှာလဲပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်မိန်းမတယောက်မိန်းမနဲ့ယောက်ျားနဲ့ဖုန်းပြောတာပေါ့မိန်းမလည်းအဲ့လိုမျိုးပြောယောက်ျားလည်းအေးတယ်ငါအလုပ်ရှိနေတယ်ပေါ့ညနေကျမှပြန်ရောက်မယ်ပေါ့နော်အဲ့လိုပြောတဲ့ခါအဲ့ဒီတိုင်ကကျွန်တော်နားတယ်အခုဒီခေါ်တယ်တော့နေသွားတယ်ကားဆရာပြောတာဆိုကားဆရာလည်းမဟုတ်ဘူးအဲ့လိုပုံစံမျိုးပေါ့အဲ့လိုကြောက်ပြီးတော့ကားဆရာလည်းဒီခင်းမျိုးသွားခင်မှာသူစိတ်လေးနေတယ်တဲ့တခြားကားတို့ဒီစီစဉ်နေလိုက်တယ်ပြောတယ်ပါလာဟောအတော်လဲပါတယ်အပြန်လဲပါတယ်ဗောနော်လို့ပြောတယ်နော်အဓိကတော့ကျွန်တော်အဲ့ဒါပြောချင်တာကတော့ခဏလို့ဒီကိုပြောတယ်လို့ပြောပေါ့ကျွန်တော်တို့လိုမျိုးပဲဗောနော်ခရီးထွက်မယ်ဘာညာလို့ရှိရင်တော့ခဏဒီကိုပြောတယ်ပဲလူ73ယောက်မသွားနဲ့73ယောက်မသွားနဲ့ခြေလေးကြောင့်မစားနဲ့ပြီးအမေရောက်အင်ဂျီမဝင်းနဲ့အရက်တေစာဗောနော်မွေးရစေဝါမသုံးဆွဲနဲ့ဗောနော်ဒါမျိုးရှင်ပရာဟိတဆိုရဲစိတ်ကိုပဲထားတော့ဟိုအောင်နိုင်မယ်လို့တော့ထင်တယ်ကျွန်တော်တို့ဒါမသေးဘဲနဲ့ဒါတော်တော်ကံကောင်းတာကျွန်တော်နောက်မှဆိုသေနေပြီဆိုတာကျွန်တော်တို့လည်းexpress နဲ့ပြန်တယ်သူတို့နဲ့ကားလေးတော့မလောက်ကျွန်တော် express နဲ့ပြန်တဲ့အချိန်မှာအရှိမာတဲ့3ယောက်ဆိုပြီးတော့ကားဆရာ break စောက်အုပ်လိုက်တယ်စောက်လိုက်တဲ့အချိန်မှာအဲ့3ယောက်ကဘာမှမရှိဘူးလူလည်းမဟုတ်ဘူးအဲ့မှာရှေ့ဘင်းကြီးထောင်တက်သွားတယ် express ကရွှေရုံလေးကထောင်တက်သွားတယ်ဗောနော်အဲ့လိုမျိုးဖြစ်တာတွေလည်းကျွန်တော်တို့ကြုံခဲ့ရတယ်ဒါတော့မှကျွန်တော်တို့ကသူတို့နဲ့သွားတာမဟုတ်တာတော့မှတစ်ဖွဲ့တည်းဖြစ်တဲ့အတွက်ကြောင့်ကြုံခဲ့ရတယ်ဗောနော်အဲ့တော့ဒီလေးရောက်တဲ့အချိန်မှာဒီကိုကတော့ကျွန်တော်ခဏပြောတယ်ပေါ့နောက်ကလည်းကျွန်တော်ပေါ့နော်စပို့ပေးတယ်ဒီအင်းလေးကြမှာလည်းကိုကအရှိကိုပေါ့အဲ့လိုဆက်ပြီးတော့ကျွန်တော်လည်းတူအဲ့လိုမျိုးတူတန်းခဲ့ပေါ့နော်သူ့စီကိုကအဲ့လို message ဝင်လာတယ်ပေါ့နော် message ဝင်လာတော့အဲ့လိုမျိုးအင်ဂျီ90လောက်ရှိတယ်မှာရယ်90လောက်ရှိတယ်အကူကြီးတောင်းတာပေါ့နော်အဲ့လိုမျိုးနည်းနည်းပေါ့လိုအပ်တာလေးတွေပြန်ပြီးတော့ပြန်လဲပြောပြီးတော့တူတန်းပေးပါဆိုရင်အဲ့ဒါကျွန်တော်တို့ကလည်းလုပ်ပေးပဲပေါ့နော်ပထမတော့အင်းလေးပြီးကျွန်တော်နားမယ်ပေါ့နားတော့မယ်ပေါ့နော်ကြောက်လဲကြောက်သွားတာလမ်းပေါ်ပြန်ထွက်ပါပါမိုင်းဟိုလမ်းပေါ်ပြန်ထွက်ပြီးတော့ပြန်အလူခံတယ်ပေါ့နော်အလူခံပြီးတော့ကျွန်တော်ကနေပြီးတော့ဒီရတဲ့ငွေမောင်လေးတစ်ခုရသွားပြီကျွန်တော်တို့ကနေပြီးတော့ရမဲသိန်းပြင်မနာကိုကျွန်တော်ပြန်ပြီးတော့တက်လို့ပေါ့နော်အဲ့လိုလေးလုပ်ထားတယ်ခင်ဗျာFacebookကနေလည်းကျွန်တော်အဲ့လိုမျိုးပေါ့လူခံတယ်လို့တော့ကျွန်တော်မရေးတော့ဘူးဒါပေမဲ့လည်းဟိုကျွန်တော်ဒီရနေလဲကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဗီဒီယိုလေးကိုပေါ့နော်အဆုံးထိကြည့်ပေးမယ်လို့ရှိရင်တော့တော့ပဲဖြစ်ဖြစ်ဒီကိုပဲဖြစ်ဖြစ်ဒီလိုဆိုပေါ့နော်ဒီပေးကြပါလို့ဒီရတဲ့ပတ်စံတွေပုံလို့လည်းကျွန်တော်တို့ကဒီရမဲသိန်းပြင်မနာကိုတွားရောက်ပြီးတော့ကျွန်တော်ပတ်ပြပေးမှာပေါ့နော်အဲ့လိုဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒီကတူပြီးလို့တော့ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေအစားကျွန်တော်ပေချာလေးအဲ့လိုပြန်တင်ပေးတယ်ပေါ့နော်ဒါအလူရှင်တွေလည်းမြင်ရအောင်ပေါ့ကျွန်တော်လမ်းပေါ်ပြန်ထွက်တဲ့ခါမှာလည်းကျွန်တော်တို့ကိုဝိုင်းပြီးတော့เนาะအဲ့လိုမျိုးစပိုးလေးတွေပေးပြီးတော့ဝိုင်းပြီးတော့လူခံလေးထည့်ပြီးတော့ဗောနော်900တစ်ထောင်ကနေစပြီးတော့9ဘောကနေလည်းအဲ့လိုမျိုးပေါ့900တစ်ထောင်ကနေစပြီးကျွန်တော်တို့ဝိုင်းပြီးတော့လူတန်းပေးပါလို့ကျွန်တော်ကဒီနေ့ကနေပြီးတော့ပြောချင်ပါတယ်ဒီကရက်ဆက်ပါတယ်ကျေးဇူးပါအားလုံးကျေးဇူးတင်ပါတယ်ဟုတ်